မင်္ဂလာပါဒီနေ့မှာမိတ်ဆွေတွေကိုကျွန်တော်ကဒီကြော်ကြားနေတဲ့သူကို review နေ့တိုင်းနေ့စဉ် review လုပ်ပေးမယ်လို့မနေ့ကပြောထားခဲ့တဲ့အတိုင်းပြန်ပြီးတော့မှ review လုပ်ပေးပါမယ်ဆရာကြီးကိုင်ရိုရဲ့လက္ခဏာကိုကျွန်တော် review လုပ်ချင်တယ်ဆရာကြီးကိုင်ရိုကကျွန်တော်တို့ ကဘာကျော်ဒီမှာတွေ့ရမယ်နော်ကဘာကျော်လက္ခဏာဆရာကြီးကိုင်ရိုနော်အဲ့လိုမျိုးပြထားတယ်ဒါတော့လက္ခဏာကိုအနိကဆွဲထားတာပေါ့နော်ဆိုတော့ဆရာကြီးကင်ရိုဆိုတာကကြာကျွန်တော်တို့တစ်ချိန်တုန်းကအခုနေ့အချိန်ထိအောင်မြင်ကြော်ကြားနေတဲ့ကဘာကျော်တဲ့အထီးကိုဖြစ်တာပေါ့နော်မြို့ကျော်မြေနိုင်ငံကျော်ယုံမြမဟုတ်ဘူးကဘာအတီးတီးကနေကြော်ကြားတာကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့လောကီပညာနဲ့ပတ်သက်ပြီးတော့မှဘာကြောင့်ကဘာကျော်ရသလဲဆိုရင်လောကီပညာကိုအားပေးအားပြုအားမြောက်ပေးတဲ့လမ်းကြောင်းတွေကဘာလမ်းကြောင်းတွေလဲဆရာကြီးကဘာကျော်လက္ခဏာဆရာကြီးကင်ရိုเนาะဒီမှာတွေ့ရเนาะကဘာကျော်လက္ခဏာဆရာကြီးကင်ရိုလက္ခဏာပေါ့ Google မှာခောက်ချကြည့်လိုက်တဲ့အခါမှာအဲ့လိုမျိုးတွေ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကြည့်လိုက်အောင်ဒီနေရာမှာ Solomon Rain ပါတယ်တွေ့ရတယ်เนาะ Solomon Rain နှလုံးလမ်းကြောင်းကနေပြီးတော့မှဒီထီရောက်ပြီးတော့မှတကယ်လက္ခဏာအစ်စ်ပုံစရာချမတွေ့လို့အစ်စ်မှာမရောက်တယ်ဒီလိုမျိုး Solomon Rain ဖြစ်တာပါအဲ့လိုမျိုးဖြစ်တာကတခုရယ်နောက်တစ်ခုဒီပေါ့ကင်မရာချက်ချေလို့ခေါ်တာပေါ့နော်ဒီကင်မရာမော်ချက်ချေရယ်ပေါ့နော်ဒီမှာတွေ့ရလားဆိုတော့ဒီဆွဲထားတဲ့ပုံကနည်းနည်းလိုနေတယ်လို့ပဲเนาะအမှန်ကတော့သူတကယ်လက်ပုံအစ်စ်မှာဒီလက်ခလက်အောက်တက်မှာကင်မရာမော်ချက်ချေပါတာပါเนาะဒီမျိုးကင်မရာမော်ချက်ချေလို့ပုံစံမျိုးဖြစ်တာပါနောက်တစ်ချက်ကအကြားမြင်လမ်းကြောင်းပေါ့အကြားမြင်လမ်းကြောင်းက2မျိုး3မျိုးရှိတယ်ဒါပေမဲ့အကြားမြင်လမ်းကြောင်း2မျိုး3မျိုးဆိုတာကတချို့ကြတော့အင်္ဂါကနေပုတ်ထူးကိုအားပြုတာရှိတယ်တချို့ကြတော့လဲတနင်္လာအင်္ဂါအားပြုတာမျိုးအမျိုးမျိုးရှိတယ်ပေါ့အဲ့လိုမျိုးအမျိုးမျိုးရှိတဲ့ထက်မှာဒီ top အကြားမြင်လမ်းကြောင်းပေါ့နော်ဒီဗုဒ္ဓဟူးကြိုခုံကနေပြီးတော့မှဒီတနင်္လာကြိုခုံကိုဆင်းတဲ့အကြားမြင်လမ်းကြောင်းရဲ့ဆိုပြီးတော့မှဒီလောကီနဲ့ပတ်သက်ပြီးတော့မှထွန်းပေါက်စေတဲ့အနေအထားကိုဒီဇာရေးကန်ရိုလက်မှာဖြစ်စေတာပေါ့နော်ဒီလမ်းကြောင်းတွေကပံပိုးပေးတယ်အဲ့ဒီအချက်မှာသူ့ရဲ့လက္ခဏာမှာအခြားပံပိုးသောလမ်းကြောင်းချင်းလင်းလုံးမယ်ဆိုလို့ချင်းလမ်းကြောင်းချင်းချိတ်ဆက်မယ်ဆိုလို့ချင်းလမ်းကြောင်းတွေကလည်းပဲအလွန်အမတန်ကောင်းမှုနေတာအခြားသောလမ်းကြောင်းတွေပံပိုးလမ်းကြောင်းတွေဒါကဘုံချင်းကန်ချင်းဖြစ်စေတာပေါ့နော်ဒါကတော့လမ်းကြောင်းနဲ့ဆက်ပြီးတော့မှပြောပြတာပါတကယ်တမ်းကျတော့ဆရာကြီးကင်ရိုကလက်ချောင်းခြေပါတယ်လေးတော့ຫນွယ်တဲ့ပုံစံမျိုးလက်မလည်းခြေတယ်လက်ချောင်းပုံစံလည်းခြေတယ်ဒါတွေကပညာရက်နဲ့ပတ်သက်ပြီးတော့မှအားပေးအားမြောက်ဖြစ်စေတယ်လေးတော့ຫນွယ်တယ်လက်ချောင်းခြေတယ်ဆိုပညာရက်နဲ့ပတ်သက်ပြီးတော့မှအားပေးအားမြောက်ဖြစ်စေတယ်အဓိကကတော့ကင်မရာမော်ချက်ချေရဲ့အကြားမြင်လမ်းကြောင်းရဲ့ဒီSolomon Rain ရဲ့အခြားသောပံပိုးလမ်းကြောင်းတွေရှိတယ်ဆိုလို့ချင်းဒီလောကီပညာရက်မှာတစ်ဖက်ကအောင်မြင်ပြီးတော့မှအောင်မြင်နိုင်တယ်ဆရာတဆူကြီးရှင်းရှိတယ်ကဘာကျော်သွားတယ်ဆိုတဲ့အခါကျတော့ဒါဘုံကန်နဲ့ဆိုင်သွားတယ်ပေါ့နော်ဇာရေးကန်တို့လက်ကကြတော့ဘုံကန်လွန်ကြီးတဲ့အတွက်ကြောင့်မိမိရဲ့နိုင်ငံတွေမှာမကဘဲနဲ့အခြားသောနိုင်ငံတွေအိန္ဒိယချင်းနိုင်ငံတွေမှာလည်းကြော်ကြားပြီးတော့မှကဘာကျော်တဲ့အထိဖြစ်လာတာမျိုးပဲကွယ်အဲ့တော့အဓိကပြောချင်တာကဒီဆရာကြီးကန်တို့လက္ခဏာမှာ Solomon Rain ရဲ့ကင်မရာမော်ချက်ချေရဲ့အကြားမြင်လမ်းကြောင်းရဲ့ပါရှိထားသောလက္ခဏာဖြစ်ပြီးတော့မှညာလမ်းကြောင်းကလည်းအလွန်ကောင်းမွန်သောလက္ခဏာမျိုးဖြစ်ပါတယ်နောက်တစ်ခေါက်ကျရင်ဒီကဘာကျော်လက္ခဏာဆရာကြီးကန်တို့လက်ပုံအစစ်နဲ့တင်ပြပေးပါမယ်ဒီတစ်ခါကျတော့တင်နေတဲ့အချိန်ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်မှမတင်ရင်တင်ရမှာမဟုတ်တဲ့အတွက်ကြောင့်ရှိကြရာကိုကောက်ယူပြီးတော့မှတင်လိုက်တာဖြစ်ပါတယ်အားလုံးပဲမိတို့လက္ခဏာကိုတစ်ခုခုသိချင်တာပဲဖြစ်လက္ခဏာထူပြူဆရာဝင်းကျော်အနေနဲ့ကြည့်ပေးပါမယ်TikTokမှာဆရာကရနေတုံးစူးစမ်းနေတုံးဖြစ်ပါတယ်အဲ့တော့မိတို့အနေနဲ့
like လေးတွေ share လေးတွေလုပ်ပြီးတော့ like လေးပေါ့နော်လေးလုပ်ပြီးတော့ comment လေးတွေမှန်ပြီးတော့မှတစ်ခွန်းစားနှစ်ခွန်းစားဖြစ်တီးချင်တာရှိတယ်ဆိုလို့ချင်းမှန်ပြီးတော့မှ comment မှန်ပြီးတော့မှမြင်မြနိုင်ပါတယ်ကွယ်အားလုံးတာယာကြီးချမ်းကြပါစေ